မင်္ဂလာပါရှင်ဒီနေ့ကတော့တောင်ကြီးခင်းစီလေးကိုစထွက်တော့မှာဖြစ်ပါတယ်အခုကတော့ည7:00နာရီခွဲကို E-Light 1+1 ညမလေးဝယ်ပြီးတော့တောင်ကြီးသွားမှာဖြစ်ပါတယ် E-Light ကဒီ 1+1 ဆိုရင်ခုံလေးတွေလည်းတော်တော်ကျယ်ပြီးတော့အနှိပ်ကိုအစားအသောက်ကိုရန်ကပန်တယ်ဖြစ်ပါတယ်အလီရှာအီဘရာဟင်ကတော့မမနဲ့ပဲတူတူထိုင်နေဆိုပြီးတော့သူ့နာနေနဲ့တွေ့ရမှာဆိုလို့တော်တော်လေးပြောပြရင်ခုန်နေပါတယ်အလီရှာကတော့တီလီမမနဲ့ပဲတူတူထိုင်နေဆိုပြီးတော့တီလီမမနဲ့တူတူထိုင်ပါတယ်အီဘရာဟင်ကကားပေါ်ရောက်ထဲကသူမြင်းမြန်းအောင်တောင်ကြီးရောက်စီခြင်းနေပါတယ်ဒါလေးကတော့ကားပေါ်မှာကျွေးတဲ့ KFC လေးပါ KFC လေးနဲ့ချက်စီထမင်းလေးပါဒါပေမဲ့ KFC ကဟလာမပါလို့အိမ်ကနေပဲဝယ်လာတဲ့အာလူကြော်နဲ့ကြက်ကြော်နဲ့တော့စားပါတယ်နေရောက်ပြီလို့ပြီးတာနဲ့သူတို့အိတ်တော့ပါမယ်ညတညလုံးအိတ်ပြီးတော့သူတို့လုံးဝအေးလဲပါပါပြီဒီကားဆိုရင်ကလေးနဲ့တော်တော်အဆင်ပြေပါတယ်ညကားလေးကညလေးထိုင်လိုက်တာနဲ့မနေ့မိုးလေးရောက်သွားပါပြီအခုဆိုရင်တောင်ကြီးရောက်သွားတာကလေးလေးလုံးဝချောချောမွန်မွန်နဲ့တောင်းတနဲ့ရောက်သွားပါတယ်လုံးဝတိတောင်မတိလိုက်ရပါဘူးကလေးလေးရဲ့အမေကတော့နားမှာကလောထွက်တာနဲ့နှစ်ခါလောက်အမ်းပြီးပါပြီတောင်ကြီးရောက်တဲ့ဆိုရင်ရဲ့အေးတက်လေးနဲ့တော်တော်လေးစိတ်ချမ်းသာဖို့ကောင်းပါတယ်တော်တော်လေးအေးပြီးတော့အေးစိတ်လေးနဲ့အေးလိုစားလို့ဒါလေးကဒီနေ့ဈေးနေလေးဆိုတော့တော်တော်လေးလူလေးစီကနေပါတယ်အိမ်ပြန်ရရောက်ပြီဆိုတော့ကားပေါ်ဆင်းဖို့အဆင်နေပါကဲအောက်ရောက်တာနဲ့ဟမတ်နဲ့တွေ့တာနဲ့တော်တော်လေးပြောပြီးတော့ရှမ်းခေါက်ဆဲသူကအကြိုက်ဆုံးဆိုတော့ကားပေါ်ဆင်းတာနဲ့အိမ်အောင်မသွားရသေးဘူးရှမ်းခေါက်ဆဲသက်စားလိုက်ပါမယ်ပြီးကြတဲ့အိမ်ထွက်တော့ပါမယ်အလီရှာကတော့ရှမ်းခေါက်ဆဲမကြိုက်ပါဘူးတော့အိမ်ရောက်မှအကြပေးနဲ့လက်ဖေးနဲ့စားပြီးဆိုပြီးကဲအလ်ဟမ်ဒူလ illah အိမ်ရောက်ပါပြီနာနီတို့နာနာတို့ကလည်းလာကြည့်တယ်ဆိုတော့အိမ်လေးရောက်ပြီးတာနဲ့အခုတောက်လျှောက်စားပြီးတော့ဝိတ်တွေတက်တော့ပါမယ်အိမ်ကတော့အလီရှာတို့အကြိုက်ပဲပါအီဘရာဟင်ကစိတ်ဆူပါပါတယ်အီဘရာဟင်စိတ်ဆူပါပြီးတော့သူနာနီနဲ့တူတူပေါ်တက်ကိုသရှင်းနေဆိုပြီးတော့ရောက်တော့အလီရှာကတော့အရှင်းဖို့ဝါသနာပါတယ်ဆိုတာနဲ့အပေါ်တက်ကိုစာရှင်းနေပါပြီအဲ့ဒါဆိုတော့ဗီဒီယိုလေးနဲ့ဆက်တွေ့ကြပါမယ်။လီရှာနဲ့အပိုင်းကိုချင်းသေးလေးပြပါပါ။ကျေးဇူးပါ။